သူ့အကြောင်းကိုတည်ရသူလည်းရှိမယ်မတည်ရသူလည်းရှိမယ်လို့ထင်တယ်ဒါပေမဲ့ကျွန်တော်လည်းဘ ഹു သွားရအောင်ပြန်ပြောပြမယ်နော်သူ့နာမည်ကဘိုင်းဆူချမ်းဖြစ်ပြီးတော့ကိုကန့်ပြည်နယ်ရဲ့စစ်ရေးနဲ့နိုင်ငံရေးကောင်းဆောင်သူလည်းဖြစ်တဲ့အပြင်ကြားဖြင့်ကန်ချုပ်သူလည်းဖြစ်တယ်နော်သူကကြားဖြင့်ကန်ချုပ်လို့အမျိုးကြားဖြင့်လုပ်ငန်းလုပ်တဲ့အချိန်မှာသူတယောက်တည်းလုပ်တာမဟုတ်ပါဘူးသူ့မိသားစုဝန်နဲ့အကုန်လုံးပါအောင်ပတ်သက်တာဖြစ်ပါတယ်အထူးသဖြင့်သူ့သားပေါ့ဘလောက်ဒီအမျိုးသူတို့မိသားစုဝင်တွေကကြားဖြင့်လုပ်ငန်းကိုတူကျဲလုပ်တယ်လေဆိုရင်ကမ္ဘောဒီးယားမြန်မာထိုင်းလာအိုဖိလစ်ပိုင်စတဲ့အရှေ့တောင်အာရှတို့ခွင်မှာဖြန့်ကျဲထားပြီးအမျိုးကြားဖြင့်လုပ်ငန်းကို online ငွေလိမ်လေမှုလုပ်ငန်းကိုသူတို့လှုပ်ဆောင်ကြတာဖြစ်ပါတယ်အဲ့မျိုးဖြစ်လုပ်တဲ့အဲ့မျိုးလုပ်တယ်ဆိုတော့ဟာကိုထိုင်းရဲတပ်ဖွဲ့တွေ Sky Force စစ်စင်ရဲ့အတွင်းမှာထိုင်းရဲတပ်ဖွဲ့ကစုံစမ်းရမိခဲ့ရပေါ့နော်ပြီးတော့ငွေကြေးခွာချဖို့အတွက်ဘာအကောင့်အတုပေါင်းများစွာလုပ်တယ်ပြီးတော့ဒီ digital ရာဇဝတ်မှုဒီလူကုန်ကူးမှုလည်းဘယ်လိုပြောမလဲလူကုန်ကူးပြီးတော့အတင်းဖိအားနှိပ်စက်ညှင်းဆဲပြီးတော့ခိုင်းစေတယ်ပေါ့နော်ငွေကြေးတွေလည်းခိုင်းတယ်အဲ့လိုမျိုးတွေပြီးတော့လူတမ်းမှုတွေဒူးစီရိုက်ဂိုင်းပေါင်းစုံတဲ့ဒူးဆက်ကောင်းဂိုင်းများစွာနဲ့ပေါင်ပတ်သက်မှုတွေကိုရှာဖွေစုံစမ်းတွေ့ရှိရခဲ့တယ်ပေါ့အဲ့ဒါကိုတရုတ်အစိုးရကတည်ရတာမှဘယ်လိုမှဖမ်းလို့မရအောင်အဓိကပြဒီတူတာတော့ဒီထိုင်းနေမြေနဲ့ကမ္ဘောဒီးယားမှာအဓိကသူတို့ငွေကြေးတွေလဲလို့ရတယ်ဒီငွေကြေးစီးဆင်းမှုလေးပတ်မှုပေါ့အဓိကထိန်းချုပ်တဲ့သူပေါ့တူတာပြီးအဲ့ဒါပြင်တူတာဒီဒူးဆက်ကောင်းပေါင်းစုံအမျိုးလူမိုက်ပေါင်းစုံတွေလည်းအမျိုးလူကုန်ကူးပြီးတော့ညင်ပန်းနှိပ်စေးပြီးတော့အမျိုးတွေလုပ်တဲ့သူဖြစ်တယ်တူတာဒီတူပြင်တူတာအဆိုးဆုံးပဲအဲ့တော့တရုတ်ဆိုရကဒီကိုကရေးတပ်ဖွဲ့ကိုကမှရှိရေးတပ်ဖွဲ့ကိုအတင်း PR တောင်းဆိုမှုကြောင့်ဒီ2023နိုဝင်ဘာမှာ2023နိုဝင်ဘာလမှာရှမ်းပြည်နယ်မြောက်ပိုင်းကိုကမှာပဲသူ့ကိုဖမ်းဆီးရမိခဲ့တယ်သူ့အပါဝင်သူ့မိသားစုဝင်တွေအကုန်လုံးဖမ်းမိခဲ့တယ်အဲ့ဖမ်းမိခဲ့ပြီမဲ့ဒီမြန်မာနိုင်ငံဘက်ကနေကတော့2024ဇန်နဝါရီလမှာတရုတ်ကိုသူတို့မိသားစုသူ့အပါဝင်သူတို့မိသားစုဝင်အကုန်လုံးကိုလက်လွှဲပေးလိုက်ခဲ့တာဟုတ်တယ်ဒါပေမဲ့ဒီ2024မှာသူတို့ကိုတရုတ်ပြည်ကိုလက်လွှဲပေးခဲ့ဆိုပေမဲ့ဒီ2025နိုဝင်ဘာ4ရက်နေ့ကျမှသူ့အပါဝင်သူ့မိသားစုဝင်တွေအကုန်လုံးကိုဒီလူတမ်းမှုငွေကြေးလိမ်လည်မှုအမျိုးသူကြီးရဲ့ပေါင်းစုံအမျိုးလှုပ်ဆောင်မှုကြောင့်သူ့ဘဝတည်တံချမှတ်ပြီးတော့တချို့မိသားစုတွေကသူရဲ့အပြစ်ပေါ်မူတည်ပြီးတော့ဆိုင်းငံ့ဒေတာပြီးတော့ဒီတောင်ငွေရိုက်တဲ့ပိုင်ဆိုင်မှုတွေတိမ့်တဲ့အမျိုးတွေသူတို့ပြစ်ဒဏ်ချမှတ်လိုက်တာပေါ့နော်ဒီအကြောင်းဆိုလို့သူတို့ကြုတ်ပြီးမှအရန်ကိုကြက်ထသွားတာဟုတ်တယ်ဒါပေမဲ့ဒီဘိုင်းဆုံချောင်းကဒီသူတရားစီရင်ပြီးတဲ့နောက်မှာနိုဝင်ဘာ2025နိုဝင်ဘာ17ရက်နေ့မှာပဲသူရဲ့ဒီအသက်လည်းရန်ကြီးပြီလေသူကဒီအသက်ကြီးယောဂါကြောင့်ဆေးရုံမှာပဲသူကဒီတရားစီရင်ပြီးတော့ဆေးရတောင်မကြချင်မှာသူကတိတ်ဆုံးသွားတာဟုတ်တယ်ဒါတော့ဒီကိုကန့်ပြည်နယ်ရဲ့အရန်ကိုဩဇာအာဏာရှိတဲ့ပိုင်မိသားစုတရုတ်ပိုင်မိသားစုဝင်တွေရဲ့ကြားဖြတ်မိသားစုအကြောင်းပဲဖြစ်ပါတယ် Okay 再见